ကိုဘဝရဲ့ပကြီးစရာဟာကိုယ်တိုင်ပဲ Being the artist of your own life မင်္ဂလာပါရှင်ကျမတို့ရဲ့ The Buddha Mindset Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်မိတ်ဆွေတို့ရှင်ပြီးခဲ့တဲ့အပိုင်းတွေမှာကျမတို့ဟာကိုယ့်ကိုချီနှောင်ထားတဲ့အမြင်မရတဲ့ကြိုးတွေကိုတပင်ချင်းစီဖြတ်တောက်ခဲ့ကြပါတယ်ရှင်အခုဆိုရင်မိတ်ဆွေဟာရုပ်သေးစင်ပုံကနေဆင်းသက်လာခဲ့ပြီဖြစ်တယ်လို့ဘသူရဲ့ကြိုးဆွဲရာမှကပြစရာမလိုတော့တဲ့လွတ်လပ်သူတစ်ယောက်ဖြစ်နေပါပြီဒါပေမဲ့လွတ်လပ်သွားတဲ့အခါမှာတချို့ကကြောက်တတ်ကြတယ်ရှင်ငါဘာဆက်လုပ်ရမလဲဘယ်ကိုသွားရမလဲဆိုပြီးတော့ပေါ့မိတ်ဆွေတို့ရှင်ရုပ်သေးစင်ပေါ်ကဆင်းလိုက်တဲ့အခါမိတ်ဆွေရဲ့ရှေ့မှာမြင်တွေ့ရမှာကတော့အီယားမှအဖြူရောင်ဂတ်ထူချက်ကြီးတစ်ခုပါပဲအဲ့ဒီဂတ်ထူချက်ကြီးဟာမိတ်ဆွေရဲ့အနာဂတ်ပါပဲရှင်အရင်တုန်းကတော့မိတ်ဆွေရဲ့ဘဝပကြီးကားကိုပတ်ဝန်းကျင်ကလူတွေမိဘတွေလူမှုအတိုင်းဝိုင်းတွေကသူတို့အကြိုက်စီးရောင်တွေလာချေခဲ့ကြတာပေါ့သူတို့ကအနက်ရောင်ချေရင်မိတ်ဆွေကမှောင်မိုက်နေရတယ်သူတို့ကအနီရောင်ချေရင်မိတ်ဆွေကဒေါသထွက်ခဲ့ရတယ်ဒါပေမဲ့အခုတော့မိတ်ဆွေရဲ့လက်ထဲမှာစေတနာဆိုတဲ့စုတ်တန်တစ်ချောင်းနဲ့ရွေးချယ်မှုဆိုတဲ့စေးရောင်စုံခွက်လေးရောက်ရှိနေပါပြီရှင်ဗုဒ္ဓမြတ်စွာဘုရားကကမ္မတ္တကောမီမိမိပြုတဲ့ကံတာမိမိဥစ္စာဖြစ်တယ်လို့ဟောကြားခဲ့ပါတယ်ရှင်ဒါဟာဘဝပကြီးကားပေါ်မှာမိတ်ဆွေကိုယ်တိုင်စေးရောင်ချေရမယ်လို့ပြောတာပါပဲမိတ်ဆွေကမေတ္တာဆိုတဲ့စေးရောင်ကိုသုံးရင်မိတ်ဆွေရဲ့ပကြီးကားဟာအေးချမ်းနေမယ်မိတ်ဆွေကအတ္တဆိုတဲ့စေးရောင်ကိုသုံးရင်တော့မိတ်ဆွေရဲ့ပကြီးကားဟာပူလောင်နေပါလိမ့်မယ်ရှင်ဒါဆိုရင်ကိုယ့်ရဲ့ဘဝရဲ့ပကြီးစရာကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကျမတို့လက်တွေ့ဘဝမှာဘာတွေလုပ်ကြမလဲရှင်ဒီချက်၃ချက်ကိုစိတ်ထဲမှာမှတ်ထားကြည့်ရအောင်လားရှင်ပထမဆုံးတစ်ချက်ကတော့စေးရောင်တွေကိုပညာရှိရှိရွေးချယ်ဖို့ပါပဲရှင်မနက်ဖြန်မနက်မိတ်ဆွေနိုးလာတဲ့အခါမှာစိတ်ထဲကနေဒီလိုလေးအရင်ဆုံးမေးကြည့်ပါရှင်ဒီနေ့ငါဘဝရဲ့ပကြီးကားကိုဘာအယောင်နဲ့စတင်ချယ်မလဲဆိုပြီးတော့ပေါ့တခါတလေကြာရင်သူတစ်ပါးကကိုယ့်ရဲ့ပကြီးကားပေါ်ကိုအမဲအောင်ဆေးဆက်တွေလာဆင်သွားတာမျိုးရှိတတ်ပါတယ်ရှင်အဲ့ဒါကတော့သူတို့ရဲ့ဆဲဆိုးတန်းကြီးအကဲဖြတ်တဲ့အတန်ကြီးပေါ့အဲ့ဒီခါမှာမိတ်ဆွေကအဲ့ဒီအမဲဆက်နောက်ကိုလိုက်ပြီးပကြီးကားတစ်ချက်လုံးမင်းမောင်သွားအောင်လိုက်ချေနေမဲ့အစားခွင့်လွှတ်ခြင်းဆိုတဲ့အဖြူရောင်လေးနဲ့ထပ်ဖုံးလိုက်မယ်ဆိုရင်မိတ်ဆွေရဲ့ပကြီးကားဟာချက်ချင်းပြန်ပြီးအေးချမ်းသွားမှာပါရှင်ဘသူကဘာအယောင်နဲ့လာပြီးတိုက်ခိုက်ပါစေကို့ပကြီးကားရဲ့အယောင်ကိုတော့ကိုယ်တိုင်ပဲရွေးချယ်ပါရှင်ဒုတိယတစ်ချက်ကတော့စုတ်ချက်တိုင်းကိုတတိနဲ့ထိန်းချောင်းဖို့ပါပဲရှင်ကျမတို့ပြောလိုက်တဲ့စကားတစ်ခွန်းလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာပကြီးကားပေါ်မှာဖြတ်လို့မရတဲ့စုတ်ချက်တွေဖြစ်သွားတတ်ပါတယ်ရှင်ပကြီးဆွဲတဲ့အခါအားထည့်လွန်းရင်ဂတ်ထူချက်ပေါက်သွားတတ်တယ်လို့အားရော့လွန်းရင်လည်းပုံပေါ်မှာမဟုတ်ပါဘူးအဲ့ဒီလိုပါပဲဘဝမှာလည်းအရန်ကြီးတင်းကျပ်နေတာမျိုးဒါမှမဟုတ်အရန်ကြီးပေါ့ဆနေတာမျိုးမဟုတ်ဘဲတတိဆိုတဲ့လက်နဲ့စုတ်တန်ကိုညင်ညင်တတလေးကင်ဆွဲပြီးခြေသားကြည့်ပါရှင်စုတ်တန်ချက်တစ်ခုချင်းစီဟာမိတ်ဆွေရဲ့တန်ဖိုးကိုဖော်ပြနေတာမို့တစ်ချက်ချင်းစီကိုအလေးအနက်ထားပြီးခြေသားစေချင်ပါတယ်ရှင်နောက်ဆုံးတစ်ချက်ကတော့အမှားဆေးဆက်တွေကိုအမှုပညာအဖြစ်ပြောင်းလဲဖို့ပါပဲရှင်မိတ်ဆွေတို့ရှင်ပကြီးစရာကောင်းတစ်ယောက်ဟာစီးစစ်တစ်ဆက်မှားစွန်းသွားလို့ပကြီးကားကြီးကိုလွှတ်မပစ်လိုက်ပါဘူးရှင်သူကအဲ့ဒီဆေးဆက်လေးကိုအခြေခံပြီးပိုလှတဲ့ပန်းပွင့်လေးတစ်ပွင့်ဒါမှမဟုတ်တိမ်တိုက်လေးတစ်ခုဖြစ်အောင်ပပနက်နက်နဲ့ကြောင်းလဲပစ်တတ်ကြပါတယ်ရှင်မိတ်ဆွေရဲ့အတိတ်ကအမားတွေကိုနောင်တဆိုတဲ့အမှောင်ထဲမှာပိတ်မထားပါနဲ့ရှင်အဲ့ဒီအမားတွေကိုသင်ငန်းစာဆိုတဲ့အယောင်သစ်တွေနဲ့အစားထိုးပြီးပိုပြီးရင့်ကျက်တဲ့ပိုပြီးလှပတဲ့ဘဝတစ်တစ်ခုဖြစ်အောင်အသက်သွင်းလိုက်ပါရှင်အမားပါတာကိုမကြောက်ပါနဲ့အမားတွေကနေအလှတရားရှာမတွေ့မှာကိုပဲကြောက်ပါရှင်မိတ်ဆွေတို့ရှင်မိတ်ဆွေရဲ့ဘဝပကြီးကားဟာအခုမှစတင်ရေးဆွဲရမှာပါတခြားသူတွေရဲ့ပကြီးကားနဲ့လိုက်မနိုင်ရှင်ပါနဲ့ရှင်မိတ်ဆွေရဲ့ကိုယ်ပိုင်အယောင်တွေနဲ့လှပနေဖို့ပဲလိုအပ်တာပါဒီဗီဒီယိုလေးကမိတ်ဆွေတို့ကိုကိုဘဝရဲ့ပကြီးစရာအဖြစ်စတင်ရက်တည်ဖို့ခွန်အားဖြစ်စေခဲ့ရင် like လုပ်ပေးခဲ့ပါအောင်ရှင်
မိတ်ဆွေရဲ့ပကြီးကားမှာအခုလောလောဆယ်ဘယ်အရာကိုအများဆုံးခြေတနေလဲဆိုတာကိုလည်း comment မှာရေးသားမျှဝေပေးသွားပါအောင်ရှင်နောက်ထပ်လည်းအခုလိုစိတ်ခွန်အားဖြစ်စေမယ့်အကြောင်းအရာတွေကို The Buddha Mindset Channel ကနေအမြဲတမ်းတင်ဆက်ပေးသွားမှာမို့လို့ subscribe လေးလုပ်ထားဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်မိတ်ဆွေတို့အားလုံးစိတ်တိုင်းကြလှပတဲ့ဘဝပကြီးကားတစ်ချက်ကိုကိုယ်တိုင်ဖန်တီးနိုင်ကြပါစေရှင်နောက်ထပ်အခန်းတွေမှာပြန်ဆုံကြမယ်နော်